ဒုံဒုံနဲ့စပလင်းလေးထုနေတယ်ဆိုပြီးတော့မုံဟင်းကချက်တယ်ထင်းနေကြလို့ငါ့ကိုလေစပလင်းနဲ့ဒီလိုအရည်လေးနဲ့ချက်လို့ရှိရင်မုတ်ဖက်လေးနဲ့မုံဟင်းကပုံစံမျိုးအောင်စားလို့ရတယ်နော်စစ်သွန်အဖြူနီထောင်းထားတာရဲ့ဂျင်းရဲ့နောက်ပြီးတော့စပလင်းရဲ့ထောင်းထားတာလေးတွေကိုစနွေးမုံလေးနဲ့ရောင်တင်မုံလေးသုံးပြီးတော့စီတက်လိုက်ပါတယ်ပြီးရင်တော့စားစနွေးနေထားတဲ့ငါးလေးကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်ညံပြားလေးပါတစ်ခါလေးထည့်လိုက်ပါတယ်ဒီနေ့တော့ကက်ကရစ်ကို2500စီးနဲ့40သားအကောင်1000ဘိုးတစ်ကောင်ပေါ့နော်ဒါသူ့စီးနဲ့ဆိုဒီနေ့မစိုးဘူးလို့ပြောရမယ်အားကြောင့်မလို့အဲ့ဒါလေးဝင်လာလိုက်တာပါပိုမွေးအောင်လို့စောနာထူထားတဲ့စပလင်အဖျားလေးတွေပါထည့်တယ်ပေါ့နော်ငါးကြေမှာစိုးတဲ့အတွက်ကြောင့်မလို့မမှုေပဲနဲ့အိုးလေးပဲနှုတ်လုပ်ပြီးတော့ချက်ပါတယ်ပြီးရင်တော့ရေနွေးလေးကိုကိုလိုတလောက်ထပ်ပြီးတော့ထည့်ပါတယ်အရသာလေးလည်းခတ်ပါတယ်ကဲခုဆိုလို့ရှိရင်ရပြီပေါ့နော်ကျမကတော့ဒီငါးရေချိုချက်ကလေးကိုငပီထောင်းလေးရဲ့ဘူးညွန့်ကြော်လေးရဲ့နဲ့စားမှာဖြစ်ပါတယ်